ဒါကြောင့်သူကကျွန်တော်ကိုပြန်ဖမ်းထားဖို့အမိန့်ပေးလိုက်ပါတယ်ကျွန်တော်မျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲဘာတွေဖြစ်နေလဲဆိုတာသိသွားတဲ့ကျွန်တော်ရဲ့လူတွေရောက်လာကြပါတယ်အဲ့ဒီသူထေးသားတွေကိုကျွန်တော်လူတွေကဝိုင်းထားလိုက်ပါပြီးကျွန်တော်လူတွေအားလုံးကျွန်တော်ရှေ့မှာဥညွတ်နေကြတာကိုမြင်တော့ကျွန်တော်အားရပါးရရေမောလိုက်ပါတော့တယ်တကယ်တော့ကျွန်တော်ဟာဒီမြို့မှာအကြီးဆုံးကုန်းရဲ့ခေါင်းဆောင်ဟောင်းတစ်ယောက်ပါဒါပေမဲ့အကြမ်းဖက်မှုတွေကိုညှိငွေ့လာတာကြောင့်ကျွန်တော်ရဲ့ကိုရေးအမှန်ကိုဖျောက်ပြီးမိမနဲ့အတူကင်ဆိုင်လေးဖွင့်ပြီးအေးအေးဆေးဆေးနေထိုင်ခဲ့တာပါဒါပေမဲ့တချို့လူတွေကကျွန်တော်ကိုအေးအေးဆေးဆေးမနေခိုင်းဘူးထင်ပါတယ်ကိုမိသားစုကိုကာကွယ်ဖို့ဆိုရင်အင်အားရှိမှဖြစ်မယ်ဆိုတာကျွန်တော်နားလည်သွားခဲ့တယ်ဒါကြောင့်ကျွန်တော်ပုံမနေတော့ဖို့ဆုံးဖြတ်လိုက်ပါပြီးဒီလူမိုက်တွေကိုသင်ခန်းစာပေးရတော့မယ်သူတို့ကတော့အခုထိမောက်မာနေတော့ပဲသူ့အဖေကဒီမြို့မှာအချမ်းသာဆုံးလူဆိုပြီးကျွန်တော်တို့ကိုဒူးထောက်ခိုင်းနေပါသေးတယ်ကျွန်တော်နဲ့ကျွန်တော်လူတွေကတော့ပို့ပြီးတော့တောင်းရဲမိပါသေးတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့အော်ဟစ်တန်တွေကိုဂယုမဆိုင်ပဲကျွန်တော်လူတွေကိုကင်စင်တစ်ခုယူလာခိုင်းလိုက်ပါတယ်အဲ့ဒီသူထေးသားဟာသူ့ရဲ့မောက်မာမှုအတွက်ထိုက်တန်တဲ့ပြည်တံကိုခံရတော့မှာပါသူဟာအိပ်ပျော်နေတဲ့ချင်းသေးကိုတွားနှုတ်လိုက်တာပဲအခုလိုစိတ်ဝင်စားစရာဇလန်းတွေကိုစက်ကြည့်ချင်ရင်တော့ Deadfall နဲ့ Jabberjack ဆိုလှုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်မှပြန်တွေ့ကြမယ်